ဘဝမှာအရန်ခက်ခဲလာတဲ့အခါနံပါတ်1လမ်းလျှောက်ပါလမ်းလျှောက်ခြင်းကစိတ်ကိုကြည်လင်စေတယ်နံပါတ်2အနားယူပါကိုလှုပ်ချင်တာတွေကိုလှုပ်ဖို့အတွက်တနေ့တာအနားယူလိုက်ပါနံပါတ်3ရက်ရောပါသစိမ်းတစ်ယောက်ကိုတစ်ခုခုပေးပါပေးကမ်းခြင်းတွေကမိမိရဲ့စိတ်အတွင်းပိုင်းနဲ့ထိနှွေးထွေးစေပါတယ်နံပါတ်4တယောက်တည်းအထီးကျန်တာတွေမဖြစ်အောင်ကော်ဖီဆိုင်ဒါမှမဟုတ်လူရှုပ်တဲ့လမ်းမှာထိုင်ပြီးမိမိရဲ့ပတ်ဝန်းကျင်ထဲမှာနှစ်မြုပ်လိုက်ပါလူတွေနဲ့စကားပြောစရာမလိုပါဘူးနံပါတ်5လေ့လာပါမိမိကြုံနေရတဲ့အရာကိုရှာဖွေပါပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းဖို့အသိပညာနဲ့အရင်းမြစ်တွေကိုရှာဖွေလေ့လာပါနံပါတ်6ကြိုတင်ပြင်ဆင်ပါတနေ့တာလှုပ်ဆောင်ရမည့်စီးရင်ကိုညကတည်းကချရေးထားပြီးပြင်ဆင်ထားပါနံပါတ်9အားသာခြင်းများမိမိမှာအားနည်းချက်ပဲရှိနေတာမဟုတ်ပါဘူးအားသာချက်တွေလည်းရှိတယ်ဆိုတာသတိရအောင်အားသာချက်အချက်20စီးရင်ကိုချရေးပါနံပါတ်8ရှေ့ကိုဆက်သွားပါဘာပဲဖြစ်ဖြစ်သေးငယ်တဲ့ခြေလမ်းတွေကိုဆက်လမ်းပါဘာမှမလုပ်ဘဲငြိမ်နေခြင်းသည်ခက်ခဲတာတွေကိုပိုတွေးမိစေပါတယ်နံပါတ်9ဟင်းချက်တာဓာတ်ပုံရိုက်တာလိုမျိုးဝါဒနာဟောင်းတစ်ခုကိုပြန်လုပ်ပါတစ်ခုမှမရှိရင်တစ်ခုခုဖန်တီးပါနံပါတ်10ဦးစားပေးပါအရေးကြီးတာတွေကိုအခုပဲဆုံးဖြတ်ပြီးလုပ်ပါမလိုအပ်တဲ့အပိုလုပ်တွေကိုညှင်းဆိုပါနံပါတ်7စိတ်ကြည်အောင်အေးအေးဝဝအိပ်ပါညတိုင်း9နာရီကနေ9နာရီကြာအောင်အိပ်ဆက်အနားယူပါနံပါတ်12ယူသွတ်ပါငယ်ငယ်ကလှုပ်ချင်ခဲ့တဲ့အလုပ်တစ်ခုခုကိုလုပ်ပါဘဝကိုရမ်းလေးနဲ့မထားပါနဲ့နံပါတ်13ငိုချပါစိတ်ညစ်နေတဲ့ခံစားချက်အလုံးကိုလွတ်ပေးလိုက်ပါပူကောင်းလာပါလိမ့်မယ်နံပါတ်14တင့်ကိုယ်တင်ပြောဆိုမှုတွေကိုစစ်ဆေးပါမိမိကိုယ်ကိုအပြည့်သဘောဆောင်တဲ့ပြောဆိုမှုတွေကိုရှောင်ပါနံပါတ်15ချရေးပါစိတ်ခံစားချက်တွေကိုချရေးတဲ့အလေးထားကိုမွေးမြူပါဒါကတင့်စိတ်ကိုလွတ်မြောက်အောင်ကူညီပေးပါလိမ့်မယ်နံပါတ်16ဘဝသည်ခီးတစ်ခုဖြစ်ကြောင်းတင့်ကိုတင်တတိပေးပါအခုကြုံတွေ့နေရတဲ့အခက်အခဲတွေဟာယာယီဖြစ်ပြီးပြီးဆုံးသွားမှာဖြစ်ကြောင်းတတိပေးပါအခုအချိန်မှာဘဝကခက်ခဲနေရင်အထက်မှာချက်လေးတွေကိုလှုပ်ကြည့်ပါ